Software Control PSC HMI SCADA Facebook page နဲ့ YouTube channel နဲ့ပြီးတော့ကြိုဆိုပါရစေ။ဒီကနေ့မှာကျွန်တော်ကအခုဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့က asynchronous motor လို့လည်းခေါ်တယ် induction motor လို့လည်းခေါ်တယ်ပေါ့နော်။ဒီ motor ကို 3 phase motor ကိုဒီ 3 phase motor ဒီကျွန်တော်တို့က220 volt လဲရတယ်380 volt လဲရတယ်။ဒါဒီကျွန်တော်က220 volt data connection နဲ့မောင်းပါပေါ့နော်3 phase ပါဒီဘက်ကတော့ကျွန်တော်တို့က power flex 525ပေါ့နော်power flex 525ဒီကျွန်တော်တို့ကalambrally brand ဖြစ်တယ်ပြီးတော့သူက ethernet ဒီမှာကျွန်တော်တို့ကethernet communication နဲ့ရတယ်ပြီးတော့ဒီဘက်ကကျွန်တော်တို့ RS485 လို့ခေါ်တယ် Modbus RTU ပေါ့ဒါ communication နေနဲ့ဒီနှစ်ခုကိုမောင်းလို့ရတယ် VFD နဲ့ကျွန်တော်မောင်းပြဖြစ်တယ်အရင်ဆုံးအနေနဲ့ကျွန်တော်ဒီဘက်က motor အကြောင်းရှင်းပြမှာဆိုရင်ဒီ asynchronous motor လို့ခေါ်တဲ့ induction motor လေးတွေကျွန်တော်တို့ factory တွေမှာ industry တွေမှာအများဆုံးသုံးကြတယ်သူဘယ်လိုပြောမလဲဆို synchronous motor ကျတော့အတိအကျ speed လာတယ် rotor speed ကအတိအကျသူကကျတော့နည်းနည်းလေး speed ကနည်းတယ်ပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်တို့ကဒီဘက်က VFD နဲ့ keypad ကနေပြီးတော့ကျွန်တော်မောင်းကြည့်မယ်ပေါ့နော်မောင်းမယ်ပေါ့နော်ဒါကိုအရင်ဆုံးပြမယ်အဲ့တော့ကျွန်တော်တို့ဒီ motor ရဲ့ parameter တွေကိုဒီဘက်က VFD မှာရိုက်ထည့်ရမှာဖြစ်တယ်အဲ့တော့အရင်ဆုံးအနေနဲ့ဒီ motor ဒီကျွန်တော်တို့က 0.18 kW ပဲရှိတယ်ပြောမှဆိုရင် watt 180ပေါ့နော်အသေးလေးတွေပေါ့ဒါကကျွန်တော်တို့ကဒီ demonstration လုပ်ဖို့အတွက်ဒါ 3 phase motor လေးပေါ့နော်သူ့ကိုကျွန်တော်ကဒီမှာဆိုလို့ရှိရင် data connection နဲ့ချိန်ထားတယ်ဘာကြောင့်လဲဆိုကျွန်တော်220 voltage ကျွန်တော်ကသုံးမှာဖြစ်တယ်ကျွန်တော်တကယ်လို့380ဆိုရင်ကျွန်တော်က star connection ချိန်ရမှာပေါ့နော်အဲ့တော့သူ့ရဲ့ ampere ကသူကတော့ကျွန်တော်တို့50 hertz ပေါ့နော်ဟိုကhertz 50 50 hertz အထိပဲသူကသူ့ရဲ့ဒီ frequency က50 hertz frequency ဖြစ်မယ်ပြီးတော့သူ့ရဲ့ ampere ကျတော့ 1.05 ampere ပဲရှိတယ်ဒါ current အသေးလေးပေါ့နော်အဲ့တော့သူ့ရဲ့ parameter တွေကိုကျွန်တော်တို့ဒီဘက်ကဒီ power flash 525တွေကိုကျွန်တော်တို့စတင်ပေးမယ်နော်အဲ့တော့အရင်ဆုံးသူက parameter အနေနဲ့ဆိုကျွန်တော်တို့ကparameter ဒါဆိုလို့ရှိရင်ကျွန်တော်တို့က parameter အနေနဲ့ဆိုကျွန်တော်တို့က parameter P031 ပေါ့နော်သူ့ရဲ့ P031 ဒီကျွန်တော်တို့က motor ရဲ့ voltage ကိုပေးမယ်အဲ့တော့ကျွန်တော်တို့က P031 ပြောကြမှာကျွန်တော်ကဒီဘက်ကနေပြီးတော့047ကျွန်တော်ပြောင်းလိုက်မယ်031နော်031 1